ဒီနေ့ကျွန်တော်ပြောပြပေးခြင်းတဲ့ချောင်းရကတော့2026မတိုင်ခင်ဖယ်ရှားပြရမယ့်အရာ၃ခုဖြစ်ပါတယ်။အဲ့ဒီအရာတွေကတင့်ကိုအောင်မြင်မှုစီဝတ်တွေသွားစေမယ့်အခြေခံမူတွေပဲဖြစ်ပါတယ်။အောင်မြင်သူနဲ့ခြားရှုံးသူကြားကွာခြားချက်ဟာအရေးချင်းကံဒါမှမဟုတ်အချိန်ကမဟုတ်ပဲမိဘွားထဲမှာဘာတွေကိုဆက်လက်ရှိနေကိုပြမလဲဘာတွေကိုဖယ်ရှားပြမလဲဆိုတဲ့ရွေးချယ်မှုအပေါ်မှာမူတည်ပါတယ်။အတွင်းပိုင်းသက်ရှိရင်စိတ်လည်းပဲဆရာစိတ်ဖြစ်ခြင်းလုပ်ဖို့လိုအပ်ပါတယ်။ပထမဆုံးဖယ်ရှားပြရမယ့်အရာကတော့အပြည့်သဘောဆောင်တဲ့သူတွေကိုဖြစ်ပါတယ်။အပြည့်သဘောဆောင်တဲ့လူတွေဟာတင့်ရဲ့စွမ်းအင်ကိုတပြေးပြေးဆောက်ယူနေတာတင့်ရဲ့စိတ်ထဲကိုတန်တရားတွေထိုးသွင်းနေတာနဲ့တင့်ကိုယ်တည်းတကယ်အရေးချစ်ချက်ပိုသိငယ်တယ်လို့ယုံကြည်လာအောင်လုပ်နေတာဖြစ်ပါတယ်။သူတို့ရဲ့ပုံစံတွေကတော့တင့်အောင်မြင်မှုကိုခုံမပြူးတဲ့တငယ်ချင်းတွေအရိကအမားကိုတတိပေးနေတဲ့သူတွေအပြည့်မြင်ဝေဖန်တတ်တဲ့တော့ဘော့ခိုင်ဘက်တွေတိုးတဲ့ကြီးဝါမှုကိုအားမပေးတဲ့သူတွေပဲဖြစ်တယ်။ပြီးတော့မိတ်ဆွေကိုယ်တိုင်လည်းဖြစ်သွားနိုင်ပါတယ်။ဘာလို့လဲဆိုတော့ပြသဘောဆောင်တဲ့လူတွေပြောတာကိုမိတ်ဆွေကကိုယ်စိတ်ထဲမှာထည့်ပြီးလက်ကလိုက်ပြီးဆိုရင်မိတ်ဆွေဟာကိုယ့်ရဲ့ကိုယ်ပိုင်ရန်သူဖြစ်သွားနိုင်တယ်။မိတ်ဆွေဟာသူတို့ရဲ့တန်တရားတွေသူတို့ရဲ့ကမ်းလှမ်းချက်တွေကိုပြန်ပြီးတွေးနေမိနေမယ်။အဲ့ဒါတွေကိုမိတ်ဆွေရဲ့ဆုံးဖြတ်ချက်တိုင်းအတီးကျင်တဲ့အခွင့်အရေးတိုင်းဆွေးစားတဲ့လောရတိုင်းပန်းလိုက်တိုင်းတွေကိုတည်ဆောင်သွားလိမ့်မယ်။ပြသဘောဆောင်တဲ့သူတွေကိုဖယ်ရှားခြင်းဟာရုပ်ပိုင်းဆိုင်ရာဆက်ဆံရေးဖြတ်တာထက်ပိုတယ်။ဒါဟာစိတ်ပိုင်းဆိုင်ရာနေရာလေးဖန်တီးတာပါ။ဖယ်ရှားလိုက်တဲ့အခါစိတ်ကြည်လင်လာမယ်။ကိုယုံကြည်မှုခိုင်မာလာမယ်။စွမ်းအင်ကိုမိမိရလိုက်တဲ့အနာဂတ်ကိုတည်ဆောက်ဖို့သုံးနိုင်ပါလိမ့်မယ်။ဒုတိယဖယ်ရှားမယ့်အရာကတော့စင်ကြယ်တွေပဲဖြစ်ပါတယ်။စင်ကြယ်တွေဟာအလောင်းအရာတွေကိုတိတ်တဆိတ်တက်ပစ်တဲ့အရာတွေဖြစ်ပြီးတည့်အိမ်မဲ့တွေကိုလှောင်ရင်းထဲမှာတောက်ကထားတဲ့တန်ကြိုးတွေပါပဲ။လက်ညှိုးမှစားလို့မယ်။အခုစားလို့မရသေးဘူး။အစစ်အသေးမဖြစ်သေးဘူး။ပို့ပြီးတော့အရင်းမြစ်တွေသိပညာတွေအတွေ့အကြုံတွေလိုအပ်သေးတယ်။စတဲ့စကလုံးတွေဟာစင်ကြယ်တွေပါပဲ။စင်ကြယ်တွေဟာပုံစံမျိုးစုံနဲ့လာပါတယ်။ပြောတဲ့စကလုံးတွေတွေးတဲ့အတွေ့တွေတသောတဖြစ်အောင်ယာယီမသက်သာဖြစ်မှုယာယီချရှုံးမှုယာယီဝေဖန်မှုယာယီကြောက်ရွံ့မှုယာယီနာကျင်မှုတွေကနေကိုယ့်ရဲ့အတ္တကိုကာကွယ်ဖို့ဖန်တီးထားတဲ့ပုံရင်တွေပါဒါပေမဲ့စင်ကြယ်တွေကဘယ်တော့မှမိတ်ဆွေကိုမကာကွယ်ပေးပါဘူးသူတို့ကမိတ်ဆွေကိုထောင်ချောင်းထဲထည့်လိုက်ရုံပါပဲသူတို့ကတင့်ကိုပိုအားနေပိုနှိမ့်ကွေးစေပါလိမ့်မယ်တကယ်တမ်းတော့ဘဝကဘယ်သူမှမဆောင်ပါဘူးအခွင့်အရေးကလည်းမဆောင်ဘူးအာရုံမှုကလည်းမဆောင်ဘူးစင်ကြယ်တွေနဲ့ဖြောင်းလိုက်တဲ့မိနစ်တိုင်းဟာတင့်ပြိုင်ဘက်တွေလှုပ်ဆောင်နေတဲ့မိနစ်တွေပဲဖြစ်ပါတယ်အဲဒီစင်ကြယ်တွေကိုဖယ်ရှားလိုက်ရင်တော့တင့်စိတ်ဟာပိုထက်မြက်လာပါလိမ့်မယ်ဆုံးဖြတ်ချက်တွေပိုမြန်လာမယ်ကိုယ့်ကိုယ်ယုံကြည်မှုကြီးထွားလာမယ်အချိန်တွေမပြည့်စုံသည့်တိုင်ကြောက်ရွံ့နေသည့်တိုင်လှုပ်ဆောင်မှုများကိုတဘာဝအတိုင်းစတင်လှုပ်ဆောင်လာပါလိမ့်မယ်ဘာလို့လဲဆိုတော့စင်ကြယ်တွေဟာခမရဘဝမှာနေကိုမရှိတော့လို့ပါပဲစင်ကြယ်တွေကိုဖယ်ရှားတယ်ဆိုတာကအစစ်တစ်ခုတည်းမဟုတ်ပါဘူးဒါဟာကြောက်ရွံ့မှုတသောသက်သာရှိမှုသို့မဟုတ်တန်တရားတွေကခမရရဲ့အနာဂတ်ကိုလွှမ်းမိုးခွင့်မပြုတော့ဘူးဆိုတဲ့ဂရုတစ်ခုပါပဲနံပါတ်3ဖယ်ရှားရမယ့်အကြောင်းအရာကတော့တင်းငယ်စွာစတင်ရမှာကိုကြောက်ရွံ့ခြင်းဖြစ်ပါတယ်ဒီကြောက်ရွံ့မှုကဘဝမှာအခွင့်အရေးတွေဆုံးရှုံးစေတာနဲ့လုံလောက်ရမှုတွေကိုဖြစ်စေတဲ့အဓိကအကြောင်းရင်းဖြစ်တယ်လူတွေကြာရှုံးရတာကသူတို့မအောင်မြင်နိုင်လို့မဟုတ်ပါဘူးသူတို့စတယ်ဖို့ညှင်းဆန်လို့ကြာရှုံးရတာပါကြီးမြတ်တဲ့အောင်မြင်မှုတိုင်းဟာတင်းငယ်စွာစတင်ခဲ့ကြတာကြည့်ပါပဲလူတွေဟာတင်းငယ်စွာစတင်ရတာကရှက်စရာကောင်းတယ်လို့ထင်တဲ့အတွက်ညှင်းဆန်နေကြခြင်းဖြစ်ပါတယ်အောင်မြင်နေတဲ့သူတိုင်းဟာတင်းငယ်စွာစတင်ခဲ့ကြတာကြည့်ပါပဲသူတို့အားလုံးတိတ်တဆိတ်စိုက်ခဲ့ကြတယ်ကြာရှုံးခဲ့ကြတယ်အမားတွေလုံးမိခဲ့ကြတယ်အထည်သေးခံခဲ့ကြရတယ်ခေါ်ချချက်ကသူတို့ဟာတင်းငယ်စွာစတင်ရမှာကိုကြောက်ရွံ့ခြင်းကိုဖယ်ရှားပြလိုက်တာပါပဲသူတို့ဟာလုပ်ငန်းစဉ်ကိုပွေးဖက်ခဲ့ကြတယ်အစာပိုင်းကိုလေးစားခဲ့ကြတယ်အဆင့်တွေကိုတံပိုးထားခဲ့ကြတယ်ကျွမ်းကျင်မှုဟာထပ်တလဲလဲလှုပ်ဆော်ခြင်းဇွဲလုံးလန်းနဲ့ဆက်ရှိသီးခံခြင်းကနေလာတဲ့ဆိုတာကိုသူတို့နားလည်ခဲ့ကြတယ်ကြီးမြတ်မှုဟာပညာရေးလည်းဖြစ်မလာပါဘူးမိုင်းထောင်ချတဲ့ခရီးကိုရှည်တလန်းနဲ့စရဲဆိုတာကိုနားလည်ရပါမယ်နှိမ့်ချမှုကိုပို့ဖက်ပြီးရဲရဲဝဝတင်းငယ်စွာစတင်လိုက်ပါနေ့စဉ်တိုးတက်အောင်လုပ်ပါတင်းရဲ့အခန်းတစ်ကိုအခြားသူရဲ့အခန်းနဲ့ဆင်နဲ့မနိုင်ရှင်ပါနဲ့တင်းငယ်စွာစတင်မှသာအဆုံးမှာကြီးမားလာနိုင်ပြီးဒီကြောက်ရွံ့မှုကိုဖယ်ရှားမှသာမယမနာနိုင်တဲ့စွမ်းအားတွေနဲ့2026ကိုကျိုးဆွနိုင်ပါလိမ့်မယ်အချို့အပြည့်ဆိုရတော့ဒီအချက်၃ချက်ကိုဖယ်ရှားလိုက်တဲ့အခါသင်ဟာပိုပပပိုကြည်လင်ပိုတမ်းမာပိုအာရုံစိုက်နိုင်မယ်ပိုစိကရှိပြီးအရင်ခါတဲ့ပိုမယမနာနိုင်တဲ့သူတယောက်ဖြစ်လာပါလိမ့်မယ်အောင်မြင်မှုဆိုတာခမားထပ်ပေါင်းထိုက်လိုက်တဲ့အရာတွေအကြောင်းတသက်မဟုတ်ပါဘူးအဲ့ဒါကခ
ပြားဖယ်ရှားလိုက်တဲ့အရာတွေအကြောင်းလည်းပါဝင်ပါတယ်ဖယ်ရှားလိုက်ခြင်းကနေဖန်တီးလိုက်တဲ့နေရာလွတ်ကကြီးထွားမှုတိုးတက်မှုအောင်မြင်မှုနဲ့အသွင်ပြောင်းလဲမှုတွေမွေးဖွားလာတဲ့နေရာပဲဖြစ်ပါတယ်2026နီးလာတာနဲ့အမျှနည်းနည်းရှာရင်စင်ချသုံးသက်ပါပြည့်ပြည့်သားသားလှုပ်ဆောင်ပါပြည့်ပြည့်စုံစွာဖယ်ရှားဖြစ်ပါဒီဖယ်ရှားမှုတွေလုပ်ပြီးတဲ့နောက်2026ခုနှစ်ကိုဝင်ရောက်ဖို့အသွင်ပြောင်းလဲပြီးသားသူစွမ်းအားရှိသူမရနာနိုင်သူဖြစ်လာပါလိမ့်မယ်